အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုမှာတော့တကြံကာလမှာလူကြီးလူငယ်ကလေးပါမကြံအရန်ကြိုက်ကြတယ် IST ဖြော်နေကိုဖြော်ပြပြီးတော့အခါကြီးရဲ့ကြီးရဲ့မှာမိသားစုကောင်းမှုကုသိုလ်လေးလုပ်သွားမှာဖြစ်ပါတယ်ရှင်ပါဝင်တဲ့ပစ္စည်းတွေကတော့ထိုင်းတီးတထုပ်နိုးစီ18လုံးမိတ်တဝက်စာနဲ့စာလက်ဖက်ရည်စွန်းတစ်စွန်းပဲဖြစ်ပါတယ်အရင်ဦးဆုံးဆိုနီရဲ့ရင်တွေအိုးရဲကိုထိုင်းတီးတထုပ်ကိုအကုန်ထည့်ပါမယ်ပြီးရင်စားလက်ဖက်ရည်စွန်းတစ်စွန်းထည့်ပြီးတော့အချိန်တစ်နာရီစာနှစ်ထားရပါမယ်နော်တစ်နာရီပြည့်လို့ဆူလာလို့ရှိရင်တော့ရလာတဲ့အကြရည်တွေကိုရေစစ်နဲ့အသေးချာခက်ပြီးတော့ဆေးရပါမယ်လက်ဖက်ရည်ဖြောဖို့အတွက်တော့နိုးစီ18လုံးကိုဖောက်ပြီးတော့ထည့်လိုက်ပါမယ်နော်ပြီးရင်မိတ်တဝက်စာကိုအကန်လုံးနဲ့အရင်ထည့်ပြီးတော့ရင်တွင်းနဲ့အရင်ဖြော်ပြီးတော့လက်ဖက်ရည်တဲကိုထည့်ရပါမယ်အလုံးထည့်ပြီးသွားရင်တော့ဖြော်ထားတဲ့လက်ဖက်ရည်ကိုသမအောင်မှွေပြီးဖြော်ရပါမယ်ဒီလိုပူပြင်းတဲ့နေရာဒီမှာအေးအေးလေးနဲ့တောက်လို့ရအောင်လို့ရေခဲထည့်ပါမယ်ဗုဒ္ဓဘာသာကိုကိုးကွယ်ကြတဲ့ကျမတို့ဟာအလူတနာနဲ့ပတ်သက်လာရင်စေနာကမပါမပြီးအရန်ကိုအရေးကြီးပါတယ်စေတနာအရင်ခံပြီးတော့ဖြူစင်နဲ့ကျမတို့ရဲ့တရားကိုအသိမှတ်ပြုပေးကြတယ်ခလေးလူငယ်နဲ့လူကြီးအားလုံးအခုလိုလှုပ်ပေးရတဲ့စိတ်ပီတိကဘာနဲ့မှမလင်းနိုင်ပါဘူးရှင်ဒါနဆိုတာပေကံခြင်းစွန့်ကြဲခြင်းဖြစ်ပါတယ်အလူကြီးအတန်းကြီးလူမှဒါမှမဟုတ်ဟုံးကြီးចောင်းကိုလူမှဒါနာလို့သတ်မှတ်ခြင်းမဟုတ်ပါဘူးမိမိရဲ့တဝင်ယုံကြည်မှုတရားစိတ်ကသာဖြူစင်နေရင်အကုန်လုံးဒါနာမြောက်ပါတယ်အခုလိုတကြံကာလမှာတပိုင်းတနိုင်အလူလေးနဲ့
တန်းနိုင်တလကုသိုလ်လုပ်ရတဲ့အတွက်ကျမတို့ရဲ့စိတ်နှလုံးကိုအရှမ်းပဲဝမ်းသာပီတိဖြစ်ရပါကြောင်းစေနာနဲ့တင်ဆက်ပေးလိုက်ရပါရှင်။နောက်ဗီဒီယိုမှာလည်းဘလို့အစားအစာနဲ့လင်းလျာတွေချက်ပြပေးရမလဲဆိုတာကိုကွန်မန့်မှာရေးထားပေးလို့ရပါတယ်နော်။အစောင်းကြီးတ िश ူပေးကြတဲ့တူတယောက်ချင်းစီတိုင်းနဲ့မြန်မာပြည်သူပြည်သားအပေါင်းစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ။ဘာမှဘေးဆိုးအန္တရာယ်ပေါင်းမှကင်းဝေးပြီးတော့တာယာပျော်ရွှင်တဲ့ဘဝတွေကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေလို့စုမုံကောင်းတောင်းရင်ဝေးမြပေးလိုက်ရပါတယ်ရှင်။